နန်းတော်ထဲပထမဆုံးရောက်တဲ့နေ့မှာအရာရှိတယောက်ကကျမကိုဦးဆောင်ပြီးချမ်းနဲ့နန်းဆောင်ကိုခေါ်သွားတယ်။မိဖုရားကြီးကိုဂါရဝပြုဖို့ပါ။ကျမလင်အောင်မိဖုရားကြီးကိုရိုသေလေးစားစွာဂါရဝပြုပါတယ်။မင်းရဲ့ဟင်းချက်လက်ရာကြောင့်ဧကရဲနဲ့နန်းတော်ဝင်ကြီးအားလုံးကိုဆွဲလန်းသွားစေတဲ့လင်အောင်ဆိုတာလား။ရှောက်တင်ပါတယ်။ကျမကအိမ်မှာချက်စားတဲ့တာမန်ဟင်းတွေပဲချက်တာပါ။ဝင်ကြီးမင်းတို့ရဲ့အရသာနဲ့တိုက်ဆိုင်သွားတာတသက်ပါ။ငါကြားထားတာကမင်းချက်တဲ့ဟင်းတွေကစီလဲများတယ်။စားလဲများတယ်။အဆက်လဲပြင်းနေဆိုဒီလိုကျမ်းမာရေးမကောင်းတဲ့ဟင်းတွေသူတို့ကိုကျွေးနေတာမင်းရဲ့ရည်ရွယ်ချက်ကဘာလဲရှောက်တင်ပါတယ်အစားအစာနဲ့ဆေးဝါးကမူလတစ်ခုတည်းကလာတာပါအဆက်ရတာကအစာစားခြင်းစိတ်ကိုဖြစ်စေတယ်ခန္ဓာကိုယ်ထဲကဆိုးဆုပ်မှုကိုလည်းဖယ်ရှားပေးတယ်အစီကလည်းအစာချေဖြတ်မှုကိုကူညီပေးတယ်ဘာမဆိုအတိုင်းတာနဲ့ပဲစားရင်ကောင်းပါတယ်ကျမချက်တဲ့ဟင်းတွေကအရသာပြင်းပေမဲ့ကျမ်းမာရေးအတွက်ဘေးကင်းတဲ့အတိုင်းတာကိုဘယ်တော့မှမကြော်ပါဘူးပြီးတော့အရသာရှိတဲ့အစားအစာကိုလိုချင်တာကလူသားတိုင်းရဲ့တဘာဝစိတ်ဆန္ဒပါမိဖုရားကြီးကအလွန်တနာကျင်တာတက်တဲ့သူပါဒါဆိုဝင်းနိုင်ငံအတွက်နေညမနာအလုပ်လုပ်နေတဲ့သူတွေကိုပူပူနွေးနွေးအရသာရှိတဲ့ထမင်းတနက်စားခွင့်ပေးတာကလည်းကြီးမားတဲ့ကျင်နာမှုတစ်မျိုးမဟုတ်ဘူးလားစကားပြောကောင်းလိုက်တဲ့မိန်းကလေးပဲစကားပြောတာတော့ဒီလောက်တော်ရင်ဟင်းချက်လက်ရာကလည်းတေချာပေါက်မစိုးနိုင်ဘူးအခုထိငါမစားရသေးဘူးအခုချက်ချင်းတစ်ခုခုသွားချက်လာခဲ့ငါကိုယ်တိုင်မြည်ကြည့်မယ်ဒါကအသက်ခံထားတဲ့တော်ဝင်အချက်ပြုတ်အရာရှိမဟုတ်လားယာထူးစရတဲ့ပထမဆုံးနေ့မှာနေငါတို့တော်ဝင်မီးဖို့ကြောင့်မှလက်စွမ်းလာပြတော့မလို့လားလင်မိန်းကလေးဒါကတော်ဝင်မီးဖို့ကြောင့်အုပ်ချုပ်ရေးမှုရိုသခင်ပါရိုသခင်ကျမမရိုင်းဆိုင်ရဲပါဘူးဒီနေ့မိဖုရားကြီးအတွက်မုံတစ်မျိုးလုပ်ချင်လို့မိဖို့ကိုခဏငှားသုံးချင်တာပါအဆင်ပြေအောင်ကူညီပေးပါဦးလင်မင်းကလေးကဘာလုပ်မှလဲဒီတော်ဝင်မိဖို့ကြောင့်ကပါဝင်ပစ္စည်းတိုင်းကိုတိတိကျကျစည်ရင်းသွင်းထားတာစိတ်ကြိုက်သုံးလို့မရဘူးထူးထူးဆန်းဆန်းဟင်းမျိုးလုပ်ချင်ရင်တော့ပြည်ရေးဌာနကိုအရင်တင်ပြချက်တင်ရလိမ့်မယ်ကျမဒါလေးပဲသုံးပါမယ်စောင်းဖရဲသည်ဒီဟာကနန်းတော်ကအောက်တန်းစေခံတွေစားတဲ့ဟာလေဒီလိုတန်ဖိုးမရှိတဲ့ပစ္စည်းနဲ့မိဖုရားကြီးအတွက်မုံလုံးမဲတယ်လားဒီကောင်မလေးယူနေတာလားဒါမှမဟုတ်တေတံကိုကိုယ်တိုင်ရှာနေတာလားလင်မင်းကလေးတေချာစဉ်းစားနော်ဒါမိဖုရားကြီးစားမယ်ဟာကျမတေချာစဉ်းစားပြီးသားပါ